နေချက်မျက်နှာပြူတွေကိုမစုံမနစ်သောဇွဲလုံးလားတတိတို့ဖြင့်ခုခံကြလောရဲမတ်တို့ပကြဟန်ဂျာShoot the Golden Crown General with precision! Picture! ဗြိတိရှားတို့သည်အောက်မြန်မာပြည်ကို1850ခုနှစ်ဒီဇင်ဘာလတွင်သိမ်းယူခဲ့သည်ဗြိတိရှားတို့သည်1885ခုနှစ်အောက်တိုဘာလ22ရက်နေ့တွင်မန္တလေးနန်းတော်မြန်မာဘုရင်ထံသို့ရာဇသံပေးပို့ခဲ့သည်မင်္ဂလာပါဝန်တဲ့ကိုက်ကျဲတော်တို့ရဲ့အစေတော်ခေယုကစားရဲလွတ်စာတန်းကိုပယ်တိုက်လိုက်လုပ်ပါပဲဗျာကျုံးသည့်တင်မြလက်ခံရန်ရရှိပါများထဲ transcription ဗြိတိကြတို့ရာဇာတန်ရဘုံမေပါမှာကုမ္ပဏီဒဏ်ငွေကိစ္စပယ်ဖျက်ရန်နဲ့မန္တလေးနန်းတော်တွင်အင်္ဂလိပ်တန်ကိုလက်ခံရန်တောင်းဆိုရသည်ငါအရှင်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုဘနောမှအထိပါမခံနိုင်ဘူးအင်္ဂလိပ်တို့ရဲ့မတရားတဲ့တောင်းဆိုမှုတွေကိုငါတို့လုံးဝလက်မခံပဲတိုင်းပြည်အတွက်အဆုံးထိခုခံသွားမယ်စွမ်းတော်အရေးကြီးစားလွာပါတယ်ဘေးဖယ်ကြအင်္ဂလိပ်တို့ရဲ့ရာဇသံကိုဘလို့ပြတ်မလဲမင်းကြီးမြငါမှန်လားပါဘုံတော်ကြီးလာတယ်ဖေဟာအင်္ဂလိပ်တို့နဲ့စစ်ဖြစ်ရင်တိုင်းပြည်နာကျင်ရပါလိမ့်မယ်သူတို့တောင်းဆိုချက်အချို့ကိုလိုက်လျောပြီးစစ်ပြေငိမ့်ဖို့ဘာစစ်ပြေငိမ့်ရမယ်ဟုတ်လားငါတို့ကုန်းပေါင်အနွယ်တွေဟာဘသူ့ကိုမှဒူးမထောက်ဘူးတိုင်တာမင်းကြီးအင်္ဂလိပ်တွေကိုတွန်းလှန်ဖို့စစ်ပြင်စင်ရေးကိုချက်ချင်းလှုပ်ဆောင်စေဦးကောင်းကသူ့ရဲ့ဘော်တော်တော်ကြောင်တာပဲမင်းကြီးမင်းရယောက်ျားတံမဲ့ဒီလောက်တောင်ကြောက်ရွံ့နေရသလားအင်္ဂလိပ်ကိုဒီလောက်ကြောက်နေရင်မင်းဝတ်ထားတဲ့အဝတ်အစားတွေကိုချွတ်လိုက်တော့ဟဲ့အပြိုတော်တွေခေါင်းကောက်ကင်းဝင်မင်းကြီးအတွက်နန်းသာကြောက်ပြင်တစ်ချက်နဲ့တနက်ခါကိုယူခဲ့ကြစမ်းပြီးတော့ငါဝတ်တဲ့ထမိတစ်ထည့်ကိုပါပေးလိုက်အဲ့ဒါတွေလိမ့်အဲ့ဒါတွေဝတ်ပြီးအိမ်ထဲမှာပဲပုံနေတော့စစ်မြေပြင်ကိုတော့ယောက်ျားကောင်းတွေပဲသွားလိမ့်မယ်ဘယ်နဲ့ကပြောလိုက်တာလဲနှမတော်ရဲ့မောင်တော်ပြောပါမယ်ရှောက်တင်ပါသည်ဗျာအရှင်တစ်ပါးထားရင်လဲနေတက်ရင်လဲတေရမှာပါဗျာစစ်တိုက်သည်ဆိုခြင်းမှာကိုယ့်ဘက်ကနိုင်မှကောင်းပါသည်ဗျာနောက်တစ်ချိန်သမိုင်းမှာမောင်ကောင်းရှိရက်နဲ့သူ့ကြုံဘဝရောက်ရလေခြင်းလို့အဖြစ်မခံလို့ပါဗျာသွားမယ်
ညီလာခံဆဲမယ် ဟော ဟေး နန်းတော်ခမ်းမှာအလင်းမိန်နဲ့ညာအမေစကားကနှလုံးကိုထိစုဖို့ဖျားလိုက်ရဲ့စကားတစ်ခွန်ကြောင့်ကင်းဝမင်းကြီးမျက်ရည်ဝဲနေ စာတရားကိုကိုယ်တိုင်ထမ်းခဲ့ပြီမဲ့ယုံကြည်မှုကဝေးသွားပြီသမိုင်းရဲ့လင်းရင်းထဲမှာဝမ်းနဲ့သံသာဝမ်းနဲ့သံသာကြံနေပြီ ရာဇပလင်အောက်ကအရေးသစ္စာနဲ့ဟူမာနာကြာကလန်ကြာကလန်ကြာကလန်မောင်ဖုံးနဲ့ပန်းကြီးကပန်းကြီးက စာတရားကိုကိုယ်တိုင်ထမ်းခဲ့ပြီမဲ့ယုံကြည်မှုကဝေးသွားပြီသမိုင်းရဲ့လင်းရင်းထဲမှာဝမ်းနဲ့သံသာကြံနေပြီ Keep a sharp lookout. When it then Yes, General. January မြန်မာဟဲ့နေကျမျက်နှာပြူတွေကိုတိုက်ကြ January They fired artillery at the Burmese army from the east. အရှုံးမပေးနဲ့တိုက်ကြမြန်မာသွဲဟတ်ရဲရဲหนีချောင်းပြကြ